တိုင်းစားတော့အားမနာကိုယ့်ရင်တော့တာဖိတ်ခါဒီကစားလို့ကောင်းတော့ ဒါလို့စားကြနော်အာမနာနဲ့ဒါလို့စားဖို့လေအန်ကြီးကမနေ့တည်းကဖွေးဖွေးရထက်ချက်ထားတာ ခင်းနေလေအများကြီးအနာစရာကြီးအန်ကြီးဟုတ် ငါတို့အိမ်မှာတော့ဝါသိရမလားနေ့လေဆိုင်ညတာပေါင်းချက်ထားတာပေါ့ ဟိုတားရလေ ငါတော့မကားတော့ဝိကောငါတော့ သမီးပြင်သွားလိုက်အောင်မယ်နော် အော်အေးသမီး မရှိပါဘူးရှိ ရှေ့ ဟဲ့တမပြေတော့အောင်နေမှာအမချောချောလေးရှိတတ်တယ် အာမင်းရတယ်တက်ပြပါလေမင်းဒီတော့ချိုးရမလည်းကြည့်အောင်မှာအော်ဒီရှိနေဒီမင်းရရွှေအောင်နော်ဟုတ်တယ်နော်ဟုတ်နော်အဲ့တော့ဒီအိမ်မှာနေ့တိုင်းခင်းစားနိုင်အောင်ကြိုးစားရတော့မလဲတူတယ် ငါလည်းကြိုးစား ။ညရန်ဖြစ်သွားတယ် ဟဲ့ဘုံမပြောနဲ့ငါလည်းကြိုးစားခွင့်ရှိတယ် ။မင်းမ ညီမကိုရင်လဲဘုံဝေးကိုစီမောမှာတစ်ခွင့်တယ်ရှေ့ဆက်အိမ်ရှေ့ဆိုင်သွားတာ ငါလည်းငါတော့ဘာလို့ တကယ်ချင်းလား။ဒါလည်းမင်းကစိုးစီးလာလေ ပြောတာလို့ပြည့်တယ်ဘာလို့ချိုးလိုက်ဘူးကွာ။ဟေ့။နှစ်ယောက်ချင်းပါတော့။ငါတကယ်ချင်းနော်မင်းတို့ရုံမလို့ ဟဲ့ရောက်ပါလားဟဲ့ဟုတ်လား ။ဟဲ့မင်းဒီဘက်ပါဟမ် မင်းဘာလို့ကျင်တာငါသွားဝယ်ပေးလာမယ် ။ဟာဟဲ့နေုံလေ။ဟဲ့ငါရှိမှတော့ဒီနေ့ပတ်စံမပါဘူး။ဒါပေမဲ့မင်းဒီနေ့ငါဝယ်တယ်မင်းကမင်းခဏလောက်စိုက်ထားပေးပါဟမ်မင်းကလည်းမင်းမဝယ်ပေးမှာပဲကွာမင်းကလည်းနော်မင်းကမယုံလား ရပါကွာဆိုင်ပြီးမယ်ဒါတစ်ခုတော့ရှိရနော်မင်းပြန်မဆက်နိုင်ငါ့မှာ driver လောက်ရမယ်နော် ဟဲ့ driver ဖြစ်မဲ့ရုပ်လားနော်မင်းရောက်မှဖြစ်မဲ့ရုပ်နော် ဒါလေးတက်တယ်ဟုတ်တယ်မဒါလေးတက်ထက်တယ်ရှိ မမ ပါရှင်းကို မင်္ဂလာပါမမလည်းဆိုဒါလေးနဲ့လိုက် အခုမင်္ဂလာပါညီမတို့ချွေဆိုင်မှာပေါ့နော်ဇန်နဝါရီလ16ရက်ကနေပြီးတော့ဧပြီလ29ရက်နေ့ထိပေါ့နော်ချွေဆိုင်ရဲ့ပေဆိုင်ခွဲမှာမဆို9တိန်းဖိုးဝယ်ယူတာနဲ့ဒီလိုမျိုးကစမဲ့ကူပူလေးတွေကိုပေးနေပြီကို ဟိုငါးသိန်းမိုးဝယ်ကစမတစ်ဆောင်ရပါ ဟုတ်တယ်ကိုဟုတ်ကဲ့ မမ ရွှေနော်ဟုတ်လည်းဆင်ရရတယ်မမလည်းဆိုဒါမျိုးမလိုက်ဘူးဒီမှာခင်းထားတဲ့ဟာတွေအကုန်လုံးထဲမှာလိုက်တယ် ဒီချေပြန်ကွာ ကဆမ်းမရ ကစမဲ့2025မေလ1ရက်နေ့ဖောက်ပေးပါကိုဟုတ်ကဲ့ပြီးတော့လေကိုဒီဒီဇိုင်းလေးတွေပေါ့နော်ညီမတို့စီမှာအခုမှအတစ်ထွက်ထားတဲ့ဒီဇိုင်းလေးတွေပေါ့နော်လူငယ်လဲဆိုင်နေပြီးတော့နေ့စဉ်နေတိုင်းဝတ်လို့လည်းအဆင်ပြေရရှင့် မဝယ်ဘဲနဲ့ရှောက်မင်းရှက်ကွဲ အဲ့ဒါကျွန်တော်ဒါတွေအကုန်လုံးကျွန်တော်ရှင်းတယ်အဲ့ဒါစင်းခဏ အဲ့ဆိုလို့ရှိရင်ညီမပေါင်ချဖို့ ဒီ လိုက်ရ မှာ အောင် လည်းလှုပ်ဆန်း ဟုတ်တယ် ဟုတ်ကဲ့အဲ့ဆိုလိုက်တော့နော် ဟုတ်ပါတော့ ရေးပါပါ congratulation ပါတကယ်ချင်းဟာဒီပြိုင်ပွဲမှာငါရှုံးသွားပြီမင်းကြိုးစားမှုနဲ့မင်းထိုက်တာမှာလေ ဟဲ့ဒိုင်ဘာကောင်းလေး ဗျာဟုတ်ကဲ့ဟုတ် ကောက်တီချာအောင်ဆေးရလား ဟုတ်ဆေးပြီးသွားပါဗျာ အဲ့ဆိုလဲပြီးခမင်းလာဆိုင်ဟိုသမီးသွားနေတဲ့နေရာတီချာလိုက်ဖို့နော် ဟုတ်ကဲ့ဟုတ်တွေ့လားငါဒီအိမ်မှာနှစ်ရက်ထွင်းစားလို့ရနိုင်ပြီကွာ အေးပါကွာမင်းသူနဲ့ချစ်သူမဖြစ်ရပါပဲလေသိလားရွှေစံရပေးတဲ့သိန်း500ကန်တူးရှင်တော့မဖြစ်နိုင်ပါသေးတယ်